လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကတဲခန္ဓာတသက်ပဲရှိတဲ့နေရာတစ်ခုဟာအခုဆိုရင်တော့တစ်ကမ္ဘာလုံးကအချမ်းသာဆုံးသူတွေစုဝေးရာရွှေမြို့တော်ဖြစ်လာခဲ့ပါပြီ။ပိုက်ဆံကိုရေလိုသုံးပြီးမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြနေတဲ့ဒူဘိုင်းမြို့ပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ပိုင်စော်ထက်ပါ။ဒါမျိုးဘူးတုဒရရသည်မဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေသူပါ။အခုပဲစလိုက်ကြအောင်။ဒူဘိုင်းဟာကမ္ဘာအမြင့်ဆုံးဘာဂျာခါလီဖာတိုက်ကြီးရှိုံနေမကဘူးပင်လယ်ထဲမှာလူလုံကျိုးနေဖြစ်တဲ့ပမ်ဂျူမိုင်ယာလိုမျိုးအမခန်းစီမံကိန်းတွေကိုဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကျခံပြီးတိစောက်ထားတာပါဒါဟာသူတို့ရဲ့ငွေကြေးအင်အားဘလောက်တောင်တင်းလဲဆိုတာကိုပြသနေရပဲဖြစ်ပါတယ်တခြားနိုင်ငံတွေမှာတာမန်ကားတွေကိုရေကားအဖြစ်သုံးကြပေမဲ့ဒူဘိုင်းမှာတော့ Lamborghini, Ferrari, Bugatti လိုမျိုးတစည်းကိုဒေါ်လာတန်းချီတန်တဲ့စူပါကားတွေကိုမှရေကားအဖြစ်သုံးကြတာပါဒါဟာကမ္ဘာမှာဒူဘိုင်းတစ်ခုထဲမှာပဲမြင်တွေ့ရမယ့်မြင်ကွင်းမျိုးဖြစ်ပါတယ်ဒူဘိုင်းကို City of Gold လို့လည်းခေါ်ကြပါတယ်ရွှေတက်တက်ပဲရောင်းတဲ့ဈေးကြီးတန်တွေပဲရှိသလိုလမ်းဘေးက ATM ဆက်တွေထဲမှာတော့ပိုက်ဆံစာရွှေတုံးတွေပဲထုတ်လို့ရတဲ့ဆက်တွေရှိတာဟာတကယ်ကိုမယုံနိုင်စရာပါပဲဒူဘိုင်းရဲ့ချမ်းသာတဲ့လှုပ်ဝက်ချက်တစ်ခုကတော့ဝင်ငွေခွန်အင်ကန်ထက်မရှိတာပါဒါကြောင့်ကမ္ဘာတဝန်းကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဘီလီယံနာတွေကဒူဘိုင်းမှာလာရောက်ရင်းနှီးမြှုပ်နှံကြပြီးမြို့ရဲ့ကြွယ်ဝမှုကိုပို့ပြီးတော့မြင့်တင်ပေးနေကြဖြစ်ပါတယ်တဲကနာကနေကမ္ဘာချမ်းသာဆုံးမြို့ပြကြီးဖြစ်လာတဲ့ဒူဘိုင်းရဲ့အကြောင်းကိုဗရာသာတို့ဆိုရင်ရောဘယ်လိုမြင်ကြလဲတကယ်လို့အခွင့်အရေးရရင်ဒူဘိုင်းမှာတွားရောက်အခြေချနေထိုင်နေကြလားကွန်မန့်မှာပြောပြသွားကြပါဦး